Hello မမတို့အခုကြောင်းနေပိတ်ထားတဲ့ကာလမှာဘယ်ကိုသွားလဲဆိုတော့အခု cherry ဘန်းနေဖွင့်နေပြီလို့ပြောတော့မမတို့ cherry ဘန်းနေကြည့်ဖို့အတွက် drawing အတင်ကိုသွားကြပါတယ် drawing အတင်ဖေးရဟိုအပေါ်ထိမဟုတ်ဖေးနဲ့မဲ့ဝံဘက်မှာရှိတဲ့ခွန်ဝမ်တန်နေဆိုတဲ့နေရာကိုသွားပါတယ်စဝင်ချင်းမှာကို cherry အရန်ပွင့်နေအမြင်တော့အရန်ကို amazing ဖြစ်တယ်ပေါ့နော်အရန်ကိုလှတယ်အပင်တိုင်းက cherry တွေအရန်ကိုပွင့်နေတာပါနည်းနည်းလေးပွင့်တာမဟုတ်ဘူးနော်ဒီဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲအများကြီးသူပွင့်နေတာအနည်းဆက်သွားကြည့်ကြမယ်နော်သူကအစဒီဥစ္စာကိုအဖြူရောင်ချယ်ရီပန်းနေလို့ထင်လိုက်တာအမှန်တကယ်အဲ့အပင်ကအဖြူရောင်ချယ်ရီပန်းနေမဟုတ်ပါဘူးသူကနှုတ်သေးလို့အယောင်ကအဲ့လိုပန်းရောင်မရောက်သေးရပါဖြူဖြူလေးတွေဖြစ်နေတော့မှပြီးကြလို့ရှိရင်တော့သူကပန်းရောင်ပြောင်းသွားပါမယ်တပင်နဲ့ကပွင့်နေရပါဒါကတော့ဘာပင်လဲမသိဘူးထူးဆန်းလို့ရိုက်ထားခဲ့ရပါတော့အဲ့မှာတပ်ပုံရိုက်တဲ့လူတွေကလည်းအများကြီးပဲပြီးတော့ဒီ garden ကြတော့လေဝင်ကြီးက free ပါနော်ဝင်ကြီး free ပါဘာမှပေးစရာမလိုပါဘူးရှင်အဲ့လန်လေးတွေအရန်လာပါတယ်ပြီးလို့ဆက်သွားကြည့်မယ်ဆိုလို့ရှိရင်အဖြူရောင်အစုပ်တွေပွင့်နေတယ်လမ်းရဲ့ပြီးမှာပေါ့နော်ဒီအပင်လေးတွေရှိရဲ့သူ့ဘာပင်လို့ခေါ်လဲတော့မင်းလည်းမသိဘူးပေါ့နော်အရန်လာတဲ့အနံ့လေးကလည်းတင်းတင်းလေးနဲ့မွေးနေပဲနန်းတင်းလေးအပြင်မှာတခါမှမမြင်ဘူးအဲ့အပင်ကိုအမေကြည့်လိုက်ပါသူကအဖူးလေးနဲ့လို့ချစ်စရာလေးဒါကတော့ coffee bean ပူပူလေးကနေအရန်တီးနေရတွေ့လို့မမရိုက်လာခဲ့တာပါဒါကတောင်ဇလက်လားဖာလားမသိပန်းနေရမသိရများနေအရန်လာပါတယ်အစနင်းစီထင်ရပါတော့နင်းစီပန်းမဟုတ်ဘူးထင်တာပါပဲဒီအဖြူလေးတွေလည်းအရန်လာပါတယ်ကဲပိတ်ရမှာဘယ်သွားမှမသိရင်ချယ်ရီပန်းတွေကိုတွားကြည့်လိုက်ကြပါဦးနော်အစုံမှာတပ်ပုံလှလေးတွေကိုရိုက်ပြထားပါတယ်အဆုံးထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်